ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမခွဲစိတ်ပြီး surgery လုပ်ပြီးတော့73ရက်နေ့မှာ surgery morning ပိုင်း8နာရီခွဲမှာဝင်နေပေါ့နော်အခုဒီနေ့18ရက်နေ့18ရက်နေ့ဒီနေ့18ရက်နေ့မှာညီမဆေးရုံကဆင်းနေဆေးပြီးကိုယ့်အိမ်ကိုပြန်နေပြီပေါ့နော်ခံစားမှုကတော့ဘယ်လိုရှိလဲဆိုတော့ခံစားမှုကဒီ1 byte ကတော့ဖောက်ထားတဲ့အဖောက်၄ပေါက်နဲ့ချုပ်ထားတဲ့ stapler ယာတွေကြောင့်စူးကနေနာတယ်ပေါ့အရင်တော့မနာတော့ဘူးဒါမဲ့နာကျင်တယ်အရင်မနာတော့ဘူးတိချက်ဘာဖြစ်တာလဲဆိုအစားမစားနိုင်ဘူးအစားမစားနိုင်ဘူးဖြစ်တာပေါ့နော်အစားကဘာကြောင့်မစားနိုင်တာလဲဆိုတော့ဆေးရုံမှာလဲသူတို့ရဲ့မဆလာအနံ့တွေရပြီအယမ်းမုန်းတယ်မဆလာအနံ့ဟိုပေါ့နော်အစားအစာဟိုနေဖြစ်တာနဲ့မြင်ရတာနဲ့ဟိုကိုကအန်ဂျင်နဲ့မှာတော့ကတော့ကိုစားကြလို့မှာပြီးတော့ဆေးရုံကကောင်းကောင်းမွန်မွန်ပို့ပြီးလာပို့ပါတယ်ဒါပေမဲ့အစားအစာကိုကမြင်တာနဲ့ကိုမစားကြဘူးဖြစ်နေလုံးဝမစားခဲ့ဘူးညီမဆေးရုံကနေခဲ့တဲ့တောက်လျှောက်အတွင်းတောက်ခဲ့တာနွားနို့ကျက်စုပ်ပြုတ်ရည်